အားလုံးပဲမင်္ဂလာပါ Futsal Goal Analysis Episode 1 ရကြဆိုပါတယ်ဗီဒီယိုမစခင်မှာဒီ program ကိုကျွန်တော်ဘာလို့လုပ်ရလဲဆိုတော့ကျွန်တော်နိုင်ငံ Futsal player ရဲ့ goal တွေဘယ်လောက်ထိစင်နှမ်းမြင်ကြောင်းဒီလိုမျိုး goal တွေကိုအတူယူပြီးတော့ဘယ်လိုမျိုးတွင်းယူရလဲအတွေ့အကြုံတွေအများကြီးရပြီးတော့ဘုသူကလည်းရအောင်တင်ဆက်ရခြင်းဖြစ်ပါတယ်ဆိုတော့ဆက်လိုက်အောင်ကဲပြပါမယ်အခုပြန်တဲ့ပွဲကတော့ဒီနေ့ကံမှာလဲ MIU နဲ့ M2K ပွဲက goal တွေဖြစ်ပါတယ်ဆိုတော့ဆက်လိုက်အောင်ဒီလုံးကတော့ကျွန်တော်ပြောသလိုပဲမချက်ကြည့်ပါနော်ဒါတို့ဒါ M2K ကောင်းလာရရလို့ဂိုးမတက်သွားတယ်မှားရပါတော့ဂိုးမတက်သွားရင်တော့သူမှားရတော့မဆိုဘူးကန်ရောကန်လို့ရမယ်ဂိုးမတက်သွား space ကျဲသွားတယ်ဟိုကောင်ပိတ်တယ်လွဲသွားနော်ဒါပေမဲ့ဒါလူထိပြီးတော့ကိုယ်တဲပုံပါနော်ဒီလုံးကတော့အပြစ်ပြောစရာတော့မရှိဘူးဒါငါ့လူပဲဒါဖြောက်တယ်ဟောနော်ဒါစီချက်ပုံမှန်ဆိုရင်ဒီမှာကြည့်ပါနော်အဲ့လုံးကပုံမှန်ဆိုရင်ဗျာဒါဂိုးနဲ့ရရှိရလုံးဒါအမိုင်ဘက်ကလမိုင်းစော်လုံးပါနော်ကန်ရမယ်လုံးဂိုးမလည်းနဲ့တယ်ပေါ့တခါတည်းချိုးပေးပြီးတဲ့ကလိုက်သွားတယ်ဗျာဒီဘောလုံးရှူသူ့ရဲ့ vision ရောက်သွားပြီတဲ့လားမကန်ခင်တဲ့ vision ကဂိုးမကဒီကစားမရှိရောက်သွားပြီအဲ့တော့သူဖမ်းဖို့အတွက်ဒီဟာကန်တော့များသွားပြီကန်ပြီပေါ့နော်တဲ့လားအဲ့လိုမျိုးမတစ်ချက်ဖမ်းလိုက်ကန်လိုက်ပိုကောင်းတယ်ပေါ့နော်အဲ့လုံးကဒီလုံးကကောင်းတယ်ဟောမှာဂိုးဝါရပေါ့နော်ဒါအမန်တူရဲ့ဒုတိယဂိုးဒီဂိုးကပြောကြတစ်ခုရှိရမှာကြည့်ဘောလုံးတစ်ချက်ထင်းလိုက်မယ်နော်မှာကြည့်မှာကြည့်ဘောလုံးကဘောသားများသွားပြီဗျာပုံမှန်ဆိုရင်ဒါအပြစ်ပြောတာမဟုတ်ဘူးနော်ဒါ analysis ဖြစ်တဲ့သူကဒီဟာလေးကိုအတူယူပြီးတော့ကျွန်တော်တို့ကပြန်ပြီးနောက်ပွဲမှာကန်ရမယ့်လူတွေပဲဖြစ်ဖြစ်အပြင်ကလူတွေဖြစ်ဖြစ်ဒါအတူယူလို့ရတယ်ဗျာကိုကလစ်ကြိုင်ကိုဘယ်လိုလုပ်လို့ရလဲဆိုတော့လုပ်လို့ရတယ်ပေါ့နော်အဲ့တော့ဒီမှာဆိုဘောသားများပါပြီကိုသမားအနေနဲ့တက်ဆွဲလိုက်လို့ရှိရင်အဲ့လုံးကပြတ်သွားပြီဗျာဒါပေမဲ့တက်မဆွဲပဲနဲ့သူကဒီတိုင်းပဲနော်ဒီရက်လိုက်တာပေါ့နော်ရက်လိုက်တော့ဟိုကောင်ကပေါင်ကျန်းလေးထည့်ပါအဲ့လိုမျိုးနော်အဲ့တော့ကိုဝပါတယ်အဲ့လိုအမှုကေကိုကောင်းပါတယ်လို့ရပါပလေးအားပြောကြမှာရှင်ကပါပလေးကပြတ်သွားဆိုတော့ AC ပဲကိုဝရတယ်ဘာမှမဟုတ်တော့ 3C ဖြစ်သွား M2K ရလေ MIU 3C ဖြစ်သွားတယ်ဒီနေ့ပွဲ M2K စိတ်တော်တော်လေးကောင်းအောင်ငါတို့နိုင်အောင်ကန်ဆိုတဲ့စိတ်နဲ့ကျုံးတာဒါတော့ကိုဝရပါတော့ဒါ3 goal မြောက်ကိုတောင်းအောင် 3C ဖြစ်သွားတယ်ဒါတော့ပြီးဒါဒုတိယပိုင်းစမယ်ဒုတိယပိုင်းမှာတော့နောက်ကိုတွင်းနေပါတော့လူမျိုးတွင်းရဆိုတော့ဒီလိုအဲ့လိုလေးကောင်းအောင်နော်မကိုဝလို့တလားဒါပေမဲ့သူဟန်ချက်ပြတ်သွားတယ်ပုံမှန်ဆိုဆက်ဆွဲရလို့ရသူဟန်ချက်ပြတ်သွားပြီဆိုတော့ကန်တယ်ဘိုးမလည်းကောင်းတယ်ကိုကတော့ပြောလို့မရအောင်ကိုနဲ့ချားရအောင်နော်ဒီလိုလည်းကောင်းတယ်မထင်တာတော့နော်ဖြတ်ကန်တာဝေးအိုးဘိုးမလည်းထဲချော်ကြမှာဒီလုံးပဲဒီလုံးဆိုရင်တကယ်ကောင်းတယ်နော်ဒီအဓိက M2K ရဲ့နောက်မှာဆော်ရတဲ့ရောက်နော်ဒါအထိုင်ဆော်ရတဲ့ရောက်ဆိုရင်ပုံမှန်ဆိုရင်ဒါဒီဘက်ကကိုကျော်ဟွာပေါ့နော်နာမည်တော့မေ့ပါဘူး MIU player နံပါတ်8ပဲပြောရမှာနော်သူဆိုရင်ဒါ 2v1 တော့မှန်းတယ်ဒါပေမဲ့သူ့ရဲ့လူကပ်ပုံကရှိုးလိုက်ဟုတ်လားကျွန်တော်ပြထားလို့ပဲလူကပ်ပုံကတကယ်ကောင်းတယ်ဘယ်တန်ဖြစ်တဲ့သူကဒီဘက်ကိုဘတ်လို့မရသူညာဒီဘတ်တန်ကသူ့ရဲ့6ကဒီဘက်ထုတ်ထားဖြစ်တဲ့အတွက်ဆွဲထွက်လို့ဆရာဆိုဒီဘက်ပဲရှိရညာဘက်ကိုဆွဲထွက်ပြီးကန်မှာညာဘက်ကိုဆွဲထွက်ပြီးကန်မယ်ဆိုရင်သူကညာတယ်ညာတယ်ဆိုအားမပါတော့ဘူးအဲ့တော့ဘာလို့လဲသူကန်မဲ့ကန်တယ်ကန်တော့ဂုံမနဲ့မိသွားတယ်ဘယ်လိုမှချိုးကန်မှလာအားရှိမှာပါဒီတဲတဲကြီးဆိုတော့ဒါတိုးထုတ်မှမရတာအမေလည်းဂုံမမိဘူးပေါ့နော်အဲ့တော့ဒါယူပုံလေးပေါ့နော်အယူဆလေးပေါ့ဒီလိုနဲ့ကောင်းတယ်မှာနောက်ပေါက်ရင်းချပြီးကန်အောင်ဘုံမကနော်ညံပြောရမယ်ကောင်းတယ်ကောင်းပါရဲ့ပေါ့နော်ဒီကိုလည်းဒါ M2K ရဲ့ဒါ defend တော်တော်လေးကောင်းအောင်ပြောရမယ်အဲဆိုရင်မကြည့်မကန်ဘတ်လိုက်တယ်လွတ်သွားပြီနော်ဒီတယောက်မကြည့်ဂုံမရှိမှ1ယောက်မ2ယောက်ရှိရဗျာထိုးပေးတယ်ထိုးလဲထိုးပြီးတော့ဘာလို့လဲပြေးပြီးတော့တက်ဘလော့လိုက်တယ်အဲ့တော့ကန်ဝင်မရလိုက်ဘူးမှာမအဲ့အနေနဲ့လွဲပါဗျာလွဲဆိုတာဒါထိကြကတော့ထိကြမှန်တာပေါ့နော်သူတက်ဆိုဘလော့ပဲမဲ့ဒါပေမဲ့ space ကျင်းသွားတယ်ဗျာ space ကျင်းသွားတော့ဟိုကောင်ကပိတ်တဲ့အချိန်မှာဘေးကိုထောက်သွားတယ်ပေါ့နော်ဒါအဲ့တော့ defend ကောင်းတယ်ပြောမယ် M2K ကဒီတော့ဒါပါ play ရရင်အပါပေးမဟုတ်သေးဘူးအိုးကောင်းတယ်ပတ်သွားအဘယ်ဘက်ဆိုတော့လေကိုမမိရပေါ့နော်ကောင်းပါရဲ့ဒါပါ play အမဒီပါ play ပုံမှန်ဆိုအမိုင်းပါ play ကဒါစီချက်ရရလို့ပေါ့နော်ပုံမှန်ပါ play ဆိုဒါကဒီယိုနံပါတ်8ကိုပြန်ထိုးမှာဒါပေမဲ့အကြည့်ဝတ်တောင်းနေပြီနော် play ပုံမှန်ဆိုအဲ့နေမှာကိုရှေးရှိရပါကိုရှေးကြီးပိတ်တယ်လို့ဒါပေမဲ့ကိုရှေးကြီးမရှိတော့ဒါနံပါတ်8ရှိရပုံမှန်ဆိုဒါထိုးပလက်အကွက်တိပဲတွင်းယုံမယ်ဒါကလို့လေဒီဘက်ကိုချိုးပဲနံပါတ်9ဟိုချိုးပဲပေါ့နော်ဒါကိုနိုင်ရန်ပြီးကိုချိုးပဲအမှန်ဆိုရင်နံပါတ်8ကိုချပြီး AC ကန်ယူမယ်နည်းနည်းအယူဆမှားသွားတယ်ပေါ့နော်အဲ့ကိုကတော့ဒါပါလေးပြက်ပြန်ပြီကောင်းတယ်ဒါပါလေးကပြက်ပြီးတော့ဂိုးပြန်ရပါလားပေါ့နော်ဒါပါလေးက 4C ဖြစ်သွားရပါလေးရပြက်တာနော်ဒီမှာရတိုင်းပြက်ပြန်ပြီဒါမင်းခန့်သူကပေးရမှားတာပေါ့နော်အဲ့တော့ပြောကြမရှိဘူးအဲ့ကောင်းတယ်နော်တမ်းမကန်ဘူး AC ပဲပိုင်မှာ
ဒီမှာလေဒါမလောဘူးเนาะအဓိကမလောဘူးပါပဲအဲ့တော့ဒီနေ့ပွဲကတော့ဒါ5စီးနဲ့ပြီးပါပါတယ်အဲ့တော့ဒီကိုလေးရှေ့ရဘူးဆိုရရမယ်အတွေ့အကြုံတွေရမယ်လို့ထင်ပါတယ်ဆိုတော့ဒီဗီဒီယိုဒီလိုပါပဲဒါပါပဲဘိုင်ဘိုင်